အားလုံးပဲမင်္ဂလာပါညပုံမြင် channel မှာကြိုဆိုပါရစေဒီနေ့မှာတော့ဆရာကြီးရွှေဦးတောင်ရေးသားထားသည့်စုံတော့ဦးဆန်ရှာပေါင်းချုပ်စာအုပ်ထဲမှာပြိုင်မြင်းရှင်မောင်ကြာညွန့်အမှုဆိုသောဝိထုကိုဖတ်ပြပေးခြင်းပါတယ်တနေ့သောနနက်၌ကျွန်တော်သည်အိယာမှထလာသောအခါဦးဆန်ရှာမှာနနက်စောစောထ၍အရိယာပုံမျှအောင်လမ်းလျှောက်ပြန်လာသည့်လက္ခဏာနှင့်အဝတ်စားလဲလေပြီးရှိလျက်အိမ်ရှိကန်းတွင်ထိုင်ကာဈေးတံအဟောင်းတစ်ချောင်းကိုတေးကြစွာကင်တွယ်ကြည့်ရှုလျက်ရှိသည်ကိုတွေ့မြင်ရသောအခါဘာများတလောက်တောင်ကြည့်နေတယ်လေဦးဆန်ရှာရဲ့ဟိုတနေ့ကတော့ဘယင်ကန်ကဈေးတံတစ်ချောင်းဆုချလိုက်တယ်ဒီကနေ့တော့ဘသူကများဈေးတံလက်ဆောင်ပေးလိုက်ပြန်ပြီလေဗျစောစောစီစီလမ်းလျှောက်သွားရင်ဈေးတံတစ်ချောင်းကောက်ရလာခဲ့တယ်ဗျကဲရော့ဗျကိုသိမ်းမောင်ခမားကျုံနီးတွေတော်တော်ရိပ်မိနေပြီမဟုတ်လားဈေးတံကိုကြည့်ပြီးခမားတီးတလောက်ပြောပြစမ်းဗျဟုပြော၍ဈေးတံကိုကျွန်တော်အားပေးအပ်လေ၏ကျွန်တော်သည်ဦးဆန်ရှာအနီး၌ကလာထိုင်တစ်ခုပေါ်တွင်ထိုင်၍ဈေးတံကိုတေးကြစွာကြည့်ရှုရာရင်းမှာအယိုးကောက်ကောက်နှင့်ရွှေကွတ်လျက်ရွှေကွတ်တင်အပဲ့အနှဲငယ်ပါရှိကြောင်းထို့ပြင်ဈေးတံမှာအမျိုးကောင်းသည့်လက္ခဏာရှိကြောင်းကိုသာတွေ့ရသည်နှင့်မြည်သို့ပြောရမည်ကိုစဉ်းစားလျက်ရှိစဉ်ဦးဆန်ရှာကဘဲနဲ့လဲဗျဒီဈေးတံရှင်အကြောင်းကိုခမားရိပ်မိသလောက်ပြောပြစမ်းပါဟုပြောသဖြင့်ကျွန်တော်သည်မိကဲ့သို့အကဲမခတ်နိုင်သည်နှင့်ဒီဈေးတံရှင်ဟာတော်တော်ပေါ့ပေါ့ဆဆနိုင်တဲ့လူတစ်ယောက်ပဲဗျပေါ့ပေါ့ဆဆနိုင်လို့သာသူ့ဈေးတံကိုလမ်းမှာချပြီးဖျောက်ပစ်ခဲ့တာပေါ့ဗျဟုပြောလေလျင်ဦးဆန်ရှာကကိုလူတော်တော်တိုးတက်လာပါပြီကောဒီထက်တိုးတက်ရင်ဈေးရုံပို့လိုက်ဖို့ပဲရှိတော့တယ်ဟုပြောဆိုပြီးရေမောကြပြီလားဦးဆန်ရှာသည်ဈေးတံကိုတဖန်တောင်းယူ၍ဒီဈေးတံရှင်ဟာဘယ်တန်းဗျသွားလည်းမကောင်းဘူးအထူးသဖြင့်ရှေ့သွားနေတဲ့လက္ခဏာရှိတယ်တခါတော့ကတော့တော်တော်ကောင်းစားဖို့တယ်အခုတော့ပြင်နည်းနည်းနွမ်းပါတဲ့လက္ခဏာရှိတယ်ပြီးတော့ဈေးတံကိုလည်းဂရီးပါအိတ်နဲ့ထည့်ပြီးထားတတ်တဲ့လက္ခဏာရှိတယ်အသက်လဲပဲတော်တော်ကြီးပြီလွန်လှကြီးလားဗျာမလွန်နဲ့မန်ဘလူးနဲ့ကြည့်ရရင်ကျုပ်ဒီထက်တောင်ပြောနိုင်ဖို့ရှိသေးတယ်ဒီလောက်ဆိုရင်လည်းရှင်းပြီးပြောစမ်းပါအောင်ဗျာကျွန်တော်ဖြင့်အခုခမားကဖွင့်ပြောတာတော့မှမရိပ်မိပါဘူးဗျာကိုင်းဗျာဘယ်တန်ဆိုတော့ဘယ်အတွက်ကြောင့်လဲဗျမီးချစ်ချစ်တဲ့အခါမှာမီးချစ်ဆန်ကိုခမရဘယ်ဘက်ကကန်ချစ်တယ်လဲညာကကန်ချစ်တာပေါ့ဗျကောင်းပြီဒီဈေးတံမှာအိုးထိပ်ဝါကိုတေးသေးချာချာကြည့်စမ်းဘယ်ဘက်ကမီးကျွမ်းသလားညာဘက်ကမီးကျွမ်းသလားဘယ်ဘက်ကကျွမ်းပါလဲဗျရော့ဟော်ရီကကျုပ်ဈေးတံကိုကြည့်စမ်းဘယ်နေရာကမီးကျွမ်းသလဲညာဘက်ကကျွမ်းပါတယ်ဗျဟုတ်စားညာဘက်နဲ့မီးချစ်ဆန်ကိုကန်ပြီးညှိရင်ဆေးအိုးမှာညာဘက်ကကျွမ်းရတယ်ဘယ်ဘက်ကကျွမ်းရင်လဲဘယ်နဲ့မိချစ်ဆန်ကင်ပြီးညှိလို့ပဲဘယ်လက်နဲ့မိချစ်ဆန်ကိုကင်ရင်ဒီလူဟာဘယ်တန်မဟုတ်လားဗျဟုတ်ပါပြီလေဗျာနို့နေပါဦးဗျသွားမကောင်းဘူးရှေ့သွားများနဲ့နေတယ်ဆိုတာကောဗျဒီဈေးတန်ဟာဈေးထည့်ပြီးတောက်တာဘလောက်ကြာပြီလို့ခမရထင်သလဲ9နှစ်လောက်တော့ရှိတဲ့လက္ခဏာပဲဘာကြောင့်လဲဗျဆေးအိုးကမဲပြီးနေတဲ့အပြင်အိုးဝါမှာလည်းမိတော်လောင်ထားတယ်ကိုလူကတော်သားပဲဒီလိုတော့ကဲဒီတော့ဒီဈေးတံဟာတော်တော်ကြာပါလျက်နဲ့ဈေးတံရိုးကိုကြည့်စမ်းသွားကြိုက်ရရှိရလားတဲမထင်ရှားဘူးခင်ဗျကျုပ်ဈေးတံကိုကြည့်စမ်းတစ်နှစ်ကြော်သားရှိသေးတယ်တွေ့ရလားသွားကြိုက်ရတယ်ဟုတ်တယ်ဗျို့တွေ့တယ်ဒီတော့9နှစ်6နှစ်တောက်နေတဲ့ဈေးတံကသွားကြိုက်ရမရှိဘူးဆိုရင်သွားကိုညာတဲ့အတွက်ဈေးတံကိုမကြိုက်ပဲတောက်လို့တာပေါ့ဈေးတံကအယိုးများလဲထားလို့လားဗျာဦးဆန်ရှာဦးကောင်းကိုရန်လျက်မဟုတ်ဘူးဗျကျွန်တော်ဈေးတံရိုးနဲ့ရှင်းပြီးကြည့်ဘယ်ရင်းကဟောင်းတယ်လဲဗျသူ့ဟာကဟောင်းနေဗျို့ဟုတ်တယ်ဟောင်းနေအပြင်ဒီအယိုးမျိုးဟာလဲလို့တဲမရဘူးဗျဈေးတံနဲ့အတူပါတဲ့အယိုးပဲနို့ဒါဖြင့်တခါတော့ကတော့ကောင်းစားဘူးတယ်အခုတော့နွမ်းပါတယ်ဆိုတာကဘယ်အတွက်ကြောင်းလဲဗျဈေးတံကိုတေးသေးချာချာကြည့်စမ်းအမျိုးကောင်းလားအမျိုးညံ့လားဈေးတံကတော့အမျိုးကောင်းနဲ့တူပါတယ်အမျိုးကောင်းသမား15ကျပ်ထပ်မနေပေးရမယ်ဈေးတံမျိုးဗျရွှေကလေးများတော့ကိုပြီးထားလိုက်သေးတယ်ဒါကြောင့်တော်တော်ပတ်စံရှိတဲ့လူမှဝယ်နိုင်တယ်ပေါ့လေနို့နေပါဦးဗျအခုတော့နွမ်းပါတယ်ဆိုတာကောရွှေကုတ်ကိုကြည့်စမ်းဘယ်နဲ့ဖြစ်နေသလဲနည်းနည်းတွန့်ပြီးတော့ပဲ့လဲနေတယ်ဗျကဲဒီတော့ဒီလောက်ဈေးတံအဖိုးထိုက်အဖိုးတံကိုဝယ်ပြီးတောက်နိုင်တဲ့အပြင်ဟန်ပန်တက်တက်ရက်ရက်လည်းရှိသေးခြင်းတဲ့အတွက်ရွှေများတောင်ကိုပြီးတောက်နိုင်တဲ့လူတစ်ယောက်ဟာ
ဒီရွှေကွတ်တွန့်ပြီးပဲ့နေတာကိုတကယ်ဆိုတော့ပြန်မကွတ်ပဲနေပါမလားဗျာပြန်ကွတ်မှာပေါ့သို့တော့ယခုအခါမှာလက်ထဲမှာပတ်စံပြတ်နေတဲ့အခါမို့လို့မပြင်းနိုင်ပဲတောက်ပြီးနေရတာပေါ့ဗျဟုတ်ပါပြီဗျာနို့ဂရီပါအိတ်နဲ့ထည့်ထားပြီးတဲ့အကြောင်းကောဗျာဦးဆန်ရှာမိမိစေးတံကိုလှမ်းပြီးလျက်ကျုပ်စေးဦးဟိုဘက်ပါဒီဘက်ပါကိုကြည့်လိုက်စမ်းမြင်ရလားမီးအောင်မှာထောင်ကြည့်လေဟုတ်စဟိုဘက်ပါဒီဘက်ပါမှာတော်တော်ပွန်းနေတယ်ဗျဒါဟာဘာကြောင့်ပေါ်တာလဲစေးတံကိုတောက်ပြီးစပွဲပေါ်ပါပေါ်ချထားလို့ပွန်းတာပေါ့ဗျသူ့စေးတံကိုကြည့်စမ်းခမည်းစေးတံတော့မပွန်းဘူးဗျကျုပ်စေးတံကတစ်နှစ်လောက်နဲ့တစ်လောက်ပွန်းနေသူ့စေးတံက4-5-6နှစ်နဲ့တောင်ကျုပ်ဟာလောက်မပွန်းဘူးဒီတော့ကကျုပ်စေးတံလို့စပွဲပေါ်ပါပေါ်မှာမထားပဲသူ့အိမ်နဲ့သူထဲထားလို့ပေါ့ဗျာနို့အသက်ကြီးတာကောဗျစေးတံပုံကိုကြည့်စမ်းဒီပုံမျိုးကိုလူတော်တော်ကြီးကြီးတဲကမှတောက်လို့ရှိတယ်ဗျကျောင်းသားတောက်လူငယ်တောက်ပုံစံမျိုးတဲကမဟုတ်ဘူးခုပြောလျက်ဥဆန်ရှားသည်နိုင်ကိုကြည့်ပြီးလျင်ကျုပ်လူပေါ်လာခဲ့လိုက်တာဗျာအော်ဓာတ်ထက်ကိုသိမ့်မောင်ခမည်းဟိုတစ်နှစ်တုန်းကအခွင့်ခံပြီးဝါနဲ့ချောင်းရွာကဖုံးတော်ကြီးကျောင်းမှာဥပုပ်ရက်ရှိစောက်တော့ကပြိုင်မြင်းများမွေးတဲ့ကိုကြညွန့်ဆိုတာကြားခဲ့ဘူးရမဟုတ်လားကြားဘူးပြီလားဗျာကျွန်တော်ဟိုမှာတော့ကဒီကိုကြညွန့်ပေါ့ဗျာချစ်တီးတယောက်ကကျွေးတောင်းလာတာတောင်ခေါင်းကိုရိုက်ဖောက်လို့မနဲ့တောင်းမှန်ပြီးယူရပါလားတော်တော်စိတ်ဆက်တဲ့လူတယောက်ပဲလို့ပြောတယ်ကြားတယ်ဒီပြင်ကောဗျာဒီပြင်တော့မြင်းလဲမြင်းစီကောင်းတယ်ဗျတခါဂျော်ကီလုတ်ပြီးသူ့မြင်းကိုစီးတဲ့လက်ဝဲလဲလက်ဝဲတက်ကောင်းတယ်ရီးစားလဲတော်တော်များတယ်လို့သတင်းကြားဘူးတယ်တော်တော်စုံတဲ့လူတယောက်ပဲပြို့သူ့မှာတာမယာမရှိဘူးပေါ့လေအသက်တော့30ကျော်လောက်ရှိပြီဗျတာမယာလည်းမယူသေးဘူးတာမယာမယူပင်မဲ့ဒီလူမျိုးဟာမိမကိုလဲတုံးနေတယ်ဆိုထင်ပါရဲ့ဗျသူနေတော့ဘသူနဲ့နေတယ်လဲသူ့နှမမုတ်ဆိုးမဘိုးကတော့တယောက်နဲ့နေတယ်ဆိုထင်ပါရဲ့ဗျသူ့နှမယောက်ျားကတထေးတိုင်မှာကိုယ်စလဲကြီးပဲတဲ့တေကန်ကြီးမှာတေတန်းစာရေးပစ်ခဲ့တယ်တဲ့ရေးပုံကလည်းဘလို့လဲဆိုတော့ဗန်တိုင်းမှာအပ်ထားတဲ့သူ့ငွေများအတွက်ရသမျှအတိုးကိုသူ့မိန်းမမသေးမချင်းစားတော့သုံးဆွဲစီအိမ်နဲ့တကွာခြံဝင်းကြီးကိုမသေးမချင်းနေထိုင်စီမိန်းမသေးဆုံးတဲ့အခါဘက်လက်မှာရှိတဲ့သူ့ညီဖြစ်စေသူ့ညီအနွယ်အဆက်များဖြစ်စေရရှိစေတဲ့ဗျအဲ့တုန်းကဒီတေတန်းစာအတွက်တော်တော်ဆူဆူပူပူဖြစ်သွားသေးတာပဲဒီတော့ဒီကိုကြညွန့်ဆိုတဲ့လူကသူ့နှမနဲ့အတူနေပြီးဗန်တိုင်းကအတိုးကိုကူညီပြီးဖြုံးပေးနေတာပေါ့လေဒါနဲ့တူပါရဲ့ဗျာဒါထက်ဒီကိုကြညွန့်ကဘာဖြစ်လို့လဲဗျသူ့ပြိုင်မြင်းများကိုကျင့်ပေးတဲ့ကိုရန်ခင်းဆိုတဲ့လူကကျုပ်စီကိုစာရေးလိုက်လို့ပါဗျာဘာဖြစ်တယ်မဖြစ်တယ်တော့သူကိုယ်တိုင်ပြောပြပါလိမ့်မယ်လေကားကတက်လာတာသူ့ခြေတံနဲ့တူပါရဲ့ထိုခဏ၌လူတယောက်တိုက်ပေါ်သို့တက်လာသည့်ခြေတံများကိုကြားရပြီးနောက်တကားခောက်တန်ကြားရပြန်လေရာကျွန်တော်ကထ၍တကားကိုဖွင့်ပေးလိုက်သည်တွင်အသက်40ခန်းရှိလူတယောက်သည်အခန်းတွင်းသို့ဝင်လာရာဦးဆန်ရှာကိုရန်ကင်းမှတ်တယ်မှန်ပါတယ်ခင်ဗျကျွန်တော်စာရပါသလားသို့တော့ဘာမှအကြောင်းမဆုံးပါကလားဗျာမဆုံးဆိုအမှုကလေးလည်းနည်းနည်းရှုပ်ဖြစ်ပြန်လေတော့လူကိုယ်တိုင်တွေ့မှပဲတေးသေးချာချာပြောပြမယ်လို့စာထဲမှာအရေးမွက်ကလေးလောက်တာကျွန်တော်ရေးလိုက်ရပါတယ်။ကဲဒါဖြင့်ပြောပြီတော့ဗျာကျွန်တော်ရှေးဥစွာပြောချင်တဲ့အချက်ကတော့ကျွန်တော်တို့ဆရာကိုကြညွန့်ဟာစိတ်နည်းနည်းကြောက်ကတက်ဖြစ်နေတယ်ထင်တယ်ဦးဆန်ရှာရဲ့ဒါဖြင့်ကျွန်တော်နဲ့ဆိုင်တဲ့အလုပ်မှမဟုတ်ပဲဆရာဝန်နဲ့ဆိုင်တဲ့အလုပ်ထင်ပါရဲ့ဗျာသို့တော့ခမည်းထင်ပုံအကြောင်းကိုပြောပြစမ်းပါအောင်ဗျာဒီလိုပါဦးဆန်ရှာရဲ့လူဆိုတာမျိုးဟာတခုတော်တော်ထူးထူးဆန်းဆန်းပြုရင်တော့ဒီလောက်အံ့ဩစရာမရှိသေးဘူးပေါ့ဗျာသို့တော့ပြူတိုင်းပြူရိုးပြူစင်မဟုတ်ပဲနဲ့ထူးထူးဆန်းဆန်းကြီးပြုလာပြီးဆိုမှဖြင့်ဒီလူဟာစိတ်မှနှံ့ပါလေရလားလို့တွေးဖို့ရှိတယ်မဟုတ်လားခင်ဗျကျွန်တော်အထင်တော့တမိုင်းညွန့်နဲ့ဓာဘီပွဲအတွက်ကျွန်တော်ဆရာသွေးယူသွေးတန်ဖြစ်နေတယ်ထင်တယ်တမိုင်းညွန့်ဆိုတာကဓာဘီကပ်ပွဲမှာပြေးမယ်ကိုကြညွန့်မြင်မှတ်တယ်မှန်ပါတယ်ခင်ဗျဦးဆန်ရှာတို့ဆိုတော့ယုံကြည်ရတဲ့လူမို့လို့ကျွန်တော်ဖွင့်ပြီးပြောရပါတော့မယ်ကျွန်တော်ဆရာကိုကြညွန့်မှာဒီပွဲကိုနိုင်ရင်နိုင်မှမနိုင်ရင်ဒုက္ခအကြီးကျယ်တွေ့ဖို့ပဲခင်ဗျချစ်တီးကျွေးရောတရုတ်ကျွေးရောဗမာကျွေးရောကျွေးတွေဝိုင်းနေတာပဲခင်ဗျဒီတစ်ခါကော်ရင်ကော်မပဲလို့ဆိုပြီးချင်းငါလို့ရသမျှပေါင်နံလို့ရသမျှအကုန်သိမ့်ကြုံပြီးဒီမြင့်အပေါ်မှာလောင်းထားတာပဲအလေးကျော်လဲတော်တော်ကောင်းတယ်ခင်ဗျအခုတော့တစ်ချက်ကို40ပေးသေးတယ်သူလောင်းစားတော့ကအလေး100တောင်ရတယ်ခင်ဗျဘဲနဲ့လဲဗျာ
နိုင်လောက်တဲ့မြင်းဖြစ်ရင်ခမရဥစ္စာအလေးများလာကြည်လားအလေးများဆိုဒီမြင်းကရှိုမြင်းခမရဒီမြင်းခြေရှိကြောင်းကိုပေးတဲ့ကမရိပ်စားမိဘူးခမရမရိပ်မိဘူးဆိုကိုကြညွန့်ကလည်းအင်မတန်ပါတယ်တမိုင်းညွန့်နဲ့တဖအေတဲ့ကြတဲ့မြင်းတစ်ကောင်ရှိတယ်အဲ့ဒီမြင်းကတမိုင်းညွန့်လို့ပဲနှာရောင်ကြားနဲ့သွေးတူမွေးတူဒါကိုလည်းတူတယ်ဗျဒီတော့တာပတ်မှာသွားပြီးစတင်းတိုက်တဲ့အခါကျတော့ဒီမြင့်နဲ့ထုတ်ပြီးတိုက်တယ်တိုက်တဲ့အခါကျရင်ကွင်းကြဘိုးတို့ကတမိုင်းညွန့်မှတ်ပြီးစတင်းခိုးတိုက်ကြပါရောခင်ဗျစင်စစ်မှာတော့အဲ့ဒီမြင့်ကိုတမိုင်းညွန့်ကတဖာလုံးမှာမြင်း2လျားလောက်ဖြတ်နိုင်တယ်ခင်ဗျဒီတော့ကျွန်တော်ဆရာကိုကြညွန့်မှာမြင်းချီကောင်းရက်နဲ့ခြေကိုလူမသိအောင်လို့အလေးအကျော်တွေတိတ်ရတာပေါ့ခင်ဗျဒီတခါနိုင်ရင်လည်းနိုင်မနိုင်ရင်လည်းပြေးဖို့ရှိတော့တာပဲခင်ဗျလောင်းထားလိုက်တာတွေကလည်းမနှဲဘူးကြောက်เสียပဲပြောတိုးတော့ခမည်းဟာယူတာကဘာမလဲဗျသူ့ကိုမြင်တော့သိပါလိမ့်မယ်ခမည်းမအိမ်နိုင်မစားနိုင်နေလဲမြင်းညလဲမြင်းနာကကိုမခွာဘူးခမည်းပြီးတော့အခုတလောမမစိန်အပေါ်မှာသူပြုတ်မှုပုံကလည်းအမတန်ထူးဆန်းနေပါတယ်ခမည်းမမစိန်ဆိုတာကသူ့နှမဘိုးကတော့မဟုတ်လားဟုတ်ပါတယ်ခမည်းဟိုတုန်းကတော့သူတို့မောင်နှမဟာစိတ်တူသဘောတူအမတန်သင့်မြတ်ကြပါတယ်မောင်ကမြင်းမွေးရင်နှမကလည်းမြင်းဝါဒနာပါတော့တာပဲသမိုင်းညွန့်ကိုလည်းသူအင်မတန်ချစ်တယ်အစာကျွေးရင်လည်းသူကိုယ်တိုင်ကျွေးရမှာစိတ်ကျင်တတ်တယ်မြင်းကလည်းအင်မတန်ကြမ်းတဲ့မြင်းပြဘသူမှအကင်မခံဘူးမမစိန်တယောက်ပဲသူ့ကိုကင်ဝွန်းတယ်သူခေါ်မှဖြင့်နောက်ကတကောက်ကောက်လိုက်တော့တာပဲအခုတော့ဒီလိုမဟုတ်ကြတော့ဘူးခင်ဗျဘဲနဲ့ကြောင်လေဗျအခု3ရက်အတွင်းမှာပြင်မမစိန်ဟာမြင်းဆောင်နာကကားဖြက်စီးသွားတာတော့မြင်းဆောင်ဘက်ကိုလှည့်လို့မှမကြည့်ဘူးမြင်းဆောင်ကိုလည်းတစ်ခေါက်မှမလာဘူးခင်ဗျသူတို့မောင်နှမရန်ဖြစ်ကြတယ်လို့ခင်ဗျထင်သလားရန်ဖြစ်တာမှအကြိတ်အခဲမကြေနိုင်အောင်ဖြစ်ကြတယ်လို့ကျွန်တော်ထင်မိတယ်ကြည်ပါအောင်တော့ခင်ဗျမမစိန်ကသူ့သမီးကလေးလိုချစ်နေတဲ့စပင်နီရဲ့ခွေးမလေးကိုကိုကြညွန့်ကရက်ဆက်ဆက်လက်ဖေးဆိုင်ကကာကလားကိုပေးပစ်လိုက်တယ်ခင်ဗျဒါကတော့တော်တော်ထူးဆန်းတယ်ပြောဒီပြင်ဟောဗျကျွန်တော်တို့မမစိန်ကလည်းနှလုံးတုံတဲ့ယောဂရှိလေတော့ဟိုတုန်းကဆိုကိုကြညွန့်ကမမစိန်အခန်းသွားပြီးသတင်းစာဖတ်ပြလားဝိထုဖတ်ပြလားနဲ့အင်ပတန်အေးလို့သားပဲအခုများပြင်တစ်ခေါက်မှသွားတာမမြင်ဘူးဗျဒါထက်ပြောပြရစီတော့မောင်ကိုလည်းစိတ်ဆိုးတာထင်ပါရဲ့မမစိန်အရက်တွေတောက်နေတယ်ဆိုထင်ပါရဲ့ဗျာဒီနေ့ကိုတပလင်းလောက်ကုန်းတယ်လို့စပွဲတို့ကပြောတယ်အရင်ကသူတောက်တတ်သလားသူ့ယောက်ျားပူကြီးရှိတုန်းကတော့နည်းနည်းပါးပါးမြည်ကြည့်ဘူးတယ်ဆိုထင်ပါရဲ့ဗျာကျွန်တော်တို့နဲ့နေမှဖြင့်ဒီလိုတောက်တယ်လို့တခါမှမကြားဘူးပါဘူးပြီးတော့ထူးဆန်းတဲ့အချက်တစ်ခုကညတိုင်ကြပြီဆိုမှဖြင့်ကိုကြညွန့်ဟာတင်းញိုင်းစရက်ကိုသွားပြီးလူတစ်ယောက်နဲ့တိုင်ပင်ကြတယ်ခင်ဗျဟိုးညကတကောင်လောက်ကြီးမှာမိုးတွေကလည်းရွာတဲ့နဲ့မောင်ကလည်းမိုက်တဲ့နဲ့ရှိနေတဲ့အထဲမှာကိုကြညွန့်ကတယောက်တည်းကုတ်နဲ့ထွက်သွားတော့စပွဲတို့ဖုံးမီကမြင်လိုက်တာကိုခင်ဗျနောက်တည်းကျကျွန်တော်နဲ့ဖုံးမီကသူ့နောက်ကိုတိတ်ကလေးလိုက်ပြီးချောင်းကြတာကိုခင်ဗျချောင်းရတာကလည်းတော်တော်ကြက်တဲ့အလုပ်ခင်ဗျမိများသွားရင်တော့ဘသူတော့ပဲဝါတော့ညာမဲ့လူမဟုတ်ဘူးလက်သီးကလည်းပြင်းပါပြီးတဲ့နဲ့ခင်ဗျဒါနဲ့ကျွန်တော်တို့ကခလန်းလန်းကခြေတံမကြအောင်လိုက်သွားပြီးတော့ကိုကြညွန့်ကတင်းញိုင်းစရက်ထဲဝင်သွားပါရောခင်ဗျဇရက်ထဲကလည်းလူတစ်ယောက်စောင့်နေတယ်ခင်ဗျတစေမကြောက်ဘာမကြောက်နဲ့သူတို့မို့ကြမ်းစီဒီနေရာမှာအချင်းအချက်ပေးရပါပဲခင်ဗျနေပါဦးဇရက်ထဲမှာသူနဲ့တွေ့တဲ့လူကခင်ဗျားတို့သိတဲ့လူထဲကပဲမဟုတ်ဘူးလားကျွန်တော်သိတဲ့လူတွေကမဟုတ်ဘူးခင်ဗျဘယ်နဲ့ကြောင်ခင်ဗျဒီလိုပြောနိုင်တယ်လေပြောနိုင်ဆိုကျွန်တော်မျက်စိနဲ့တေးသေးချာချာမြင်လိုက်ရတာကိုခင်ဗျဒီဟိုညကကျွန်တော်တို့ကတစ်ပင်ကကွယ်ပြီးချောင်းကြည့်နေကြလေတော့လာကလေးကလည်းတာလီတော့ကျွန်တော်တို့ကိုမြင်သွားမှလည်းကြာကသေးတာကိုခင်ဗျဒါနဲ့ကိုကြညွန့်ကလည်းသူတို့ကိစ္စပြီးလို့တင်ပါရဲ့ကျွန်တော်တို့အနာကဖြတ်ပြီးပြန်သွားပါရောကျွန်တော်တို့ကလည်းဟိုလူကိုတော့မကြောက်တာနဲ့လမ်းလျှောက်ရောင်ဘာရောင်နဲ့ဟိုလူကိုမိချင်းပြုတ်ဆရာကြီးခမရဘသူလဲလို့မေးလိုက်ရင်ပဲဟိုလူကလန့်အော်ပြီးတင်ပါနဲ့ဘဝတသားတဲ့ကြောင်ပြေးပါရောခင်ဗျကျွန်တော်တို့လည်းဘသူဘဝရဲ့လို့ကောင်းမသေးခွဲပါဘူးခင်ဗျလာရောင်နေဆိုတော့ခင်ဗျသူ့မျက်နှာကိုမြင်လိုက်ရမှာပေါ့ဟုတ်ကဲ့ကျွန်တော်အတိထဲကမဟုတ်ဘူးဆိုတာတော့သိလိုက်ပါရဲ့ခင်ဗျဒီပြင်တော့ညင်ဆုံနဲ့ကိုကြညွန့်ရဲ့ဂုံရီတူထဲကမဟုတ်ဘူးဆိုတာလောက်တော့ရိပ်မိလိုက်ပါရဲ့ကျွန်တော်အံဩတာကကိုကြညွန့်ကတော်တော်စိတ်ကြီးဝင်တဲ့လူတစ်ယောက်ဖြစ်လျက်ဒီလိုလူမျိုးနဲ့အဖက်လုပ်ပြီးတော့ဘာတိုင်မင်နေတယ်ဆိုတာကိုကျွန်တော်အံ့ဩလိုက်တာပါပဲခင်ဗျ။ဟုပြောတော့အခါဥဆန်ရှားသည်ဈေးတံကိုရှူရှိုက်ကအတန်ကြာစဉ်းစားစိတ်ကူးနေပြီးမှ
မတ်စိန်မှာမိမဖော်များမရှိဘူးလားမဖွားမေဆိုတဲ့တငယ်မတယောက်တော့အနားမှာအမြဲရှိတာပဲမဖွားမေရောက်တာဘယ်လောက်ကြာပြီလဲ2 နှစ်ကျော်3 နှစ်ခန့်ရှိပါပြီဘလို့တော်ဆက်တယ်လဲဆွေမျိုးတော့မတော်ပါဘူးတော်တော်ခင်ခင်မင်မင်ပဲလားခင်တော့ခင်ခင်မင်မင်ပါပဲသို့တော့ဘသူ့ကိုခင်မင်နေဆိုတာတော့ကျွန်တော်မပြောပြရသေးနဲ့ခင်ဗျဦးဆန်ရှာအနှဲငယ်ပြုံးလျက်ကျုပ်ရိပ်ပြီးပါပြီလေဒီကကိုသိန်းမောင်ပြောပုံတော့ခမည်းဆရာကိုကြညွန့်ကဂျမောင်ရွက်တယ်မောင်မိုင်းတို့လိုလူသားမျိုးတွေကဖြစ်လေတော့ဒီအတွက်နဲ့ပတ်သက်ပြီးမောင်နှမစကားများဟန်တူပါရဲ့ဒီသတင်းကတော့တော်တော်ပဲရိုးနေပါပြီခင်ဗျာရိုးနေပေမဲ့မတ်စိန်ကတော့အခုမှရိပ်မိတယ်ထင်ပါရဲ့ကျုပ်ကတော့ဒီလိုထင်တယ်မတ်စိန်ကဒီအကြောင်းကိုရိပ်မိလေတော့ဖွားမိကိုအိမ်ကမောင်းထုတ်ခြင်းတယ်ကိုကြညွန့်ကမောင်းထုတ်တာကိုသဘောမတူဘူးမတ်စိန်ကလည်းခမည်းပြောပုံဂီလာနာပုတ်ကိုဖြစ်လေတော့ကိုရောမှန်ပါကိုထင်တယ်လို့ပြုရဲတဲ့လက္ခဏာမရှိဘူးဒီတော့ဖွားမိကိုမောင်းလည်းမထုတ်နိုင်ထားလည်းမထားခြင်းနဲ့စိတ်ကောက်ပြီးပြုရပြုနေတယ်ထင်ပါရဲ့ကိုကြညွန့်ကလည်းစိတ်ဆိုးပြီးသူ့နှမချစ်တဲ့ခွေးလေးကိုပေးလာကန်လာလှုပ်ပြစ်လိုက်တာထင်ပါရဲ့ဗျာဒီလိုဆိုရင်ကောမကြိုက်ပေဘူးလားကြိုက်တဲ့လောက်တော့ရှိပါရဲ့ခင်ဗျမှန်တယ်ကြိုက်တဲ့လောက်သာကြိုက်တာညာတိုင်းတင်းញိုင်းမှာဟိုလူနဲ့စကားပြောတယ်ဆိုတဲ့အချက်ကရှိနေသေးတယ်ဒါတွေမကသေးဘူးခင်ဗျဘယ်လိုအတိတ်ပဲနဲ့ကိုကြညွန့်ဟာမြုပ်ပြီးသားအလောင်းကိုဖော်ယူရတာလဲခင်ဗျဟုတ်ပြောတော့အခါဥဆန်ရှားသည်ဘလက်ကလထိုင်တွင်မိကထိုင်နေရမှငေါက်ခနဲ့ထိုင်လေရာမင်းညကဥဆန်ရှားကြီးစာရေးထည့်ပြီးနောက်မှာဒီအကြောင်းကိုထပ်ပြီးတော့သိရပါတယ်ခင်ဗျမင်းညတော့ကကိုကြညွန့်ကမျိုးထဲဝင်သွားလေတော့ဖုံးမီနဲ့ကျွန်တော်ကိုကြညွန့်တို့ဟိုလူနဲ့စကားပြောတဲ့ဇရက်ကိုသွားပြီးကြည့်လေတော့ဇရက်တောင်မှလူအယိုးတွေတပိုင်းတစားတွေ့ရပါတယ်ခင်ဗျပလိတ်ကိုခင်ဗျမတိုင်ဘူးလားဥကွန်ရိုးဆွေးတွေဟာပလိတ်ကိုတိုင်ရင်ပလိတ်ကဘာအရေးယူမှလဲခင်ဗျအယိုးတွေကဒီတိုင်းပဲပုံထားသလားပြင်ပြအတူအစကလေးတွေနဲ့ဖုံးလို့ပြီးလို့ခင်ဗျအယိုးတွေကိုခင်ဗျတို့ဘယ်နဲ့လုပ်ခဲ့တယ်လဲဘယ်နဲ့မှမလုပ်ပါဘူးခင်ဗျဒီတိုင်းပဲထားခဲ့ပါတယ်နေရာကြသပြို့ဒါနဲ့ကိုကြညွန့်လည်းမနေ့ကအိမ်မှာမရှိဘူးဆိုပြန်လာပြီလားမလာသေးဘူးခင်ဗျဒီနေ့လာလိမ့်မယ်ကိုကြညွန့်ကခွေးမလေးကိုဘယ်တော့မှပေးပြစ်လိုက်တယ်လေ3-4 ရက်လောက်တော့ရှိပါပြီခင်ဗျခွေးမလေးကဟိုပြေးဒီပြေးဥလိုက်ဟောင်းလိုက်လုံနေတော့မာလီကလာခေါ်ပြီးကကာဆိုင်သွားပို့ကြီးလို့လက်ကုတ်ကကိုင်းပြီးပေးပြစ်လိုက်တာကိုခင်ဗျရက်ဆက်လိုက်တဲ့လူခင်ဗျထိုစကားကိုကြားသိရတော့ကဥဆန်ရှားသည်ပလက်လှန်ကတိုက်ခေါင်မှုကိုစိုက်ရည်ကြည့်ကဈေးတံကိုအတန်ကြာအောင်ဖွာပြီးမှဒီကိစ္စမှာကျုပ်ကဘလို့နေရာကဆောင်ရွက်စေခြင်းလဲဆိုတာတဲပြီးမရှင်းသေးပါဘူးကိုရန်ကင်းရဲ့ဒီထက်ရှင်းအောင်တစိမ့်ပြောပြစမ်းမအောင်ဟုပြောသောအခါကိုရန်ကင်းသည်စက္ကူနှင့်ပတ်ထားသောအရာဝတ္ထုတစ်ခုကိုထုတ်ယူပြီးလျင်ဒီဟာကိုမြင်ရင်ဖြင့်ဘလို့ဘက်ကဆောင်ရွက်ရမယ်ဆိုတာရှင်းကောင်းပါရဲ့လားခင်ဗျာဟုပြော၍ဦးဆန်ရှားအားပေးလိုက်ရာဦးဆန်ရှားသည်စက္ကူကိုဖြေးကြည့်သည်တွင်မီးလောင်ထားသောအယိုးစာတစ်ချောင်းကိုတွေ့မြင်ရလေ၏ဒီဟာခမဘဲကရတယ်လေကိုကြညွန့်အခိယထိုးတဲ့တယ်လီဖုန်းထဲကနေရတယ်ခမဦးဆန်ရှာအယိုးကိုတီးကြစွာကြည့်လျက်ရော့ဗျာကိုသိမ်းမောင်ကြည့်စမ်းဒီဟာဘာအယိုးထင်တယ်လဲခမဟာဒီဟာလူမေးရိုးကြီးပဲဗျာဒီဟာဖိုးထဲကရတယ်မှတ်တယ်ဘယ်သူတွေ့ခဲ့တယ်လဲတပြက်စီးကလားတွေ့လေတော့ကျွန်တော်လာပေးလို့ကျွန်တော်လည်းမတင်ကားတာနဲ့ယူလာခဲ့တာပဲခမဒီအမှုဟာတဖြည်းဖြည်းနဲ့အရေးကြီးလာပြီပြောဒါထက်ကိုကြညွန့်အိမ်မှာမရှိဘူးဆိုမရှိဘူးခမတပြက်စီးကလားကဒလပုတ်ထဲမှာနေတိုင်းရှင်းသလားမှန်ပါတယ်ခမအယိုးတွေ့တာကဒီနေ့မှစတွေ့တယ်ဟုတ်စားဟုတ်ပါတယ်ခမဒါဖြင့်ဒီအယိုးတွေကိုဖိုးကျင်ထိုးတဲ့လူဟာကိုကြညွန့်မဟုတ်ဘူးပေါ့ဒါနဲ့တူပါတယ်ခမခွေးမလေးကိုပေးလိုက်တဲ့လက်ဖေးဆိုင်ကာကာကလားကဘယ်နာစီမှလဲဗျဘူဒါယုံကအစင်လက်ဦးတွေ့တဲ့လက်ဖေးဆိုင်ပါပဲခမတော်တော့ပါပြီခမကိုရန်ကေခမသွားနှင်ပြီတော့တစုံတရာအကြောင်းထူးရင်ကာကာလက်ဖေးဆိုင်ကိုသာလာခဲ့ပြီတော့ထိုနေ့နေ့လေချိန်၌ကျွန်တော်နဲ့ဦးဆန်ရှားတို့သည်ဝါနချောင်းဘူဒါတို့မိရထားနှင့်ဆိုက်ရောက်ကြ၍ကိုရန်ကင်းညွန်ကြားခဲ့သောကာကာလက်ဖေးဆိုင်ကိုတွေ့ရှိသဖြင့်လက်ဖေးများကိုမှာယူတောက်သုံးလျက်ရှိစဉ်ဦးဆန်ရှားသည်ကာကာကလားနှင့်မိတ်ဖွဲ့လျက်စကားလက်ဆောင်ဝေနေကြလေသည်ဦးဆန်ရှားသည်လက်ဖေးဆိုင်ရှင်ကလားကို၎င်းလက်ဖေးတောက်လာသောကာလာသားများကို၎င်းကိုကြညွန့်၏အကြောင်းများကိုအပြင်းပြေစကားဆက်ပြောသည့်အနေဖြင့်ထောင်လန်းမေးမြန်းရာအလွန်တရာစိတ်ဆက်၍ထင်မိထင်ရပြုတ်တတ်သောလူတစ်ယောက်ဖြစ်ကြောင်းကို
အားလုံးကပင်ထွက်ဆိုကြလေ၏ထို့နောက်တန်ကြိုးချီထားသောခွေးမတစ်ကောင်ကိုတွေ့မြင်သဖြင့်ဟေးကာကာဟိုခွေးကလေးကတဲလှတဲ့ခွေးမလေးပဲဘလောက်ပေးရသလဲငါ့ကိုရောင်းပါကွယ်မရောက်ပါဘူးဆရာကြီးဂျာညွန့်ဆက်ပေးတဲ့ခွေးကိုကျွန်တော်မရောက်ဝင်ဘူးဆရာကြီးခွေးမကမွေးရင်ကျွန်တော်ကိုတကောင်ပေးပါလို့တောင်းတယ်ဂျာညွန့်ဆက်ကခွေးမကိုပေးလိုက်တယ်ဘာဖြစ်လို့တန်ကြိုးနဲ့ချီထားသလဲကွယ်လောမထားနိုင်ဘူးဆရာကြီးလွတ်ထားရင်ဓာတ်ခါတဲ့ပြေးသွားမယ်ဆရာကြီးထို့နောက်ကျွန်တော်တို့သည်လက်ဖေးဆိုင်မှထွက်လာခဲ့ကြ၍ရွာကိုလှည့်ရကြည့်ရှုရင်ဦးဆန်ရှားသည်ကျွန်တော်ကအမှုအကြောင်းကိုနှီးနှောတိုင်ပင်လျက်ရှိရာအမှုကတဲကြီးတော့မလွယ်လာဘူးကိုသိမ်းမောင်ကြီးတော်တော်ကလေးအရှုပ်သားပဲသို့တော့ကိုကြံညွန့်လည်းမပြန်လာသေးဘူးလို့ကြားတယ်ဒီကနေ့ညသူမပြန်လာသေးလို့ရှိရင်ကျုပ်တို့ပေါ်ယုံလောက်တတ်နိုင်ဖို့အကြောင်းတော့ရှိတာပဲခမရတစုံတစ်ခုကိုတော့ဖြင့်တွေးတော်မိပြီထင်တယ်တစုံတစ်ခုတော့ထူးထူးဆန်းဆန်းဖြစ်ရအမှန်ပဲဗျဘလို့တစုံတစ်ခုတည်းကလည်းဆိုတာကတော့တွေးဖို့ကြံနေသေးတာပေါ့သို့တော့ဖြစ်ပုံကထူးဆန်းလေတော့တဲပြီးမခဲရင်တန်ပါဘူးထင်ပါရဲ့ဗျကျုပ်အရင်ကပြောဘူးတယ်မဟုတ်လားကိုသိမ်းမောင်ဇုံတောက်တဲ့အခါမှာထူးထူးဆန်းဆန်းအချင်းရာများပါရင်လွယ်တယ်ရိုးရိုးကလေးဖြစ်နေတဲ့အမှုမျိုးဆိုရင်ဇုံတောက်ဖို့ကြက်တယ်လို့ကျုပ်ပြောဘူးတယ်မဟုတ်လားအမှုဆန်းလာပြီးစုံမဖြစ်ရင်သဲလွန်စားကအလိုလိုပေါ်နေတတ်တာကိုဗျကဲအခုဒီအမှုမှာကျုပ်တို့ဘာများတွေ့ရသလဲကိုကြညွန့်ဟာသူ့နှမခွေးကိုသူတစ်ပါးပေးပြစ်လိုက်တယ်တဲ့ပေးတဲ့တိရစ္ဆာန်ကဒီပြင်တိရစ္ဆာန်မဟုတ်ဘူးခွေးတယ်ဗျခမဘာများတွေးလို့ရသလဲကျွန်တော်ဖြင့်ဘာမှမတွေးတတ်ဘူးဗျခွေးကိုပေးခြင်းဟာနှမျိုးတွေးဖို့ရှိတာကိုဗျသို့တော့ဒီဟာကိုအသာထားလိုက်အောင်မောင်နဲ့နှမရန်ဖြစ်မဲ့စီကစပြီးအဖြစ်ပြက်ကိုတစ်ခုစီစစ်ဆေးကြည့်ကြစို့မတ်စိန်ဟာရန်ဖြစ်ပြီးတဲ့နေ့ကစပြီးရှေ့ကနေပုံထိုင်ပုံမျိုးမဟုတ်တော့ဘူးတဲ့ဟုတ်စားအခန်းအင်မတန်အောင်းနေတဲ့အပြင်ကိုတစ်ခါထွက်ရင်လည်းဘွားမေကိုခေါ်ပြီးမော်တော်ကားနဲ့သာထွက်တယ်တဲ့မြင်းဆောင်သားရောက်လို့မြင်းဆောင်ကိုလှည့်လို့မှမကြည့်ဘူးတဲ့အရန်များလဲတောက်တယ်တဲ့ဟုတ်စားအရက်မှတပလင်းလောက်ကုန်အောင်တောက်တယ်ဆိုပါကလားဗျလွန်းလွန်းလှကြည်လားဗျမန်နဲ့ကိုသိမ်းမောင်ဒါလည်းအင်မတန်ထူးဆန်းတဲ့အချက်တစ်ခုပဲတင်းញိုင်းစရာကအချက်ရှိပါသေးကလားဗျနေအောင်ဗျဒါကတခြားဒီမှုမှာနှစ်မျိုးခွဲပြီးစဉ်းစားဖို့ရှိတယ်တစ်မျိုးနဲ့တစ်မျိုးကိုမရောစက်နဲ့နော်ကိုသိမ်းမောင်ပထမစဉ်းစားဖို့အချက်ကမတ်စိန်နဲ့ပတ်သက်တဲ့အချက်ဖြစ်တယ်မတ်စိန်ရဲ့အခုတလောပြုတ်ပုံမူပုံနေပုံထိုင်ပုံကြားရတာသူ့အတွက်စိုးရင်ဖို့စိတ်မဖြစ်ဘူးလားဗျကျွန်တော်ဖြင့်မစိုးရင်တတ်ပါဘူးဗျာကဲဒါဖြင့်ရှိတယ်သူ့အကြောင်းအသာထားလိုက်အောင်ကိုကြညွန့်နဲ့ပတ်သက်တဲ့အကြောင်းကိုစဉ်းစားကြအောင်ဆိုကိုကြညွန့်ဟာဒါဘီပွဲကိုနိုင်မှုအင်မတန်စိတ်အားထက်သန်နေတယ်သူ့မှာချစ်တီးကျွေးတွေဝိုင်းနေပြီလို့ဘဲချိန်ဘဲအခါမဆိုအကျွေးရှင်များကမြင်းရောလူရောဝရမ်းဖမ်းသွားမှာကိုစိုးရင်နေတယ်လူကလည်းစိတ်ကြမ်းကိုကြမ်းဗျစားတောက်နေထိုင်တော့လေနှမစီမှာကက်ရက်စားတောက်နေထိုင်တယ်မတ်စိန်နဲ့အတူနေတဲ့ဖွားမေကလည်းသူနဲ့ကြံပေါ်ကြံစီဘက်ဖြစ်တယ်ဒီတော့မှန်ရဲ့မဟုတ်လားကိုသိမ်းမနို့တင်းញိုင်းစရကဟာကားဟောဗျမှန်တယ်တင်းញိုင်းစရကလည်းရှိပေတယ်ကဲဒီတော့ကျုပ်တို့ကဟုတ်လို့ဟုံညာတစ်ခုခုတွေးကြဆိုဗျကိုကြညွန့်ဟာသူ့နှမမတ်စိန်ကိုဖျောက်ဖျက်ပြစ်လိုက်တယ်ဆိုပါတော့ဗျာဟာမဟုတ်နိုင်ပါဘူးဗျာမဟုတ်နိုင်ဘူးမဆိုးနိုင်ဘူးဗျကိုကြညွန့်တို့ကမျိုးရိုးတော့မျိုးရိုးကောင်းနဲ့တူတယ်မိဘများကလည်းဂုံနဲ့ဒရက်နဲ့ပဲမတ်စိန်ဟာဘိုးကိုယူတယ်ဆိုတော့လေလက်ထက်မရကြီးအဖြစ်နဲ့ယူပေတယ်သို့တော်မျိုးရိုးကောင်းပေမဲ့ဖောက်တဲ့လူကလည်းဖောက်တတ်သေးတာကိုဗျကဲဒီတော့ကျုပ်ပြောတဲ့အတိုင်းမှန်ခဲ့ရင်ကိုကြညွန့်ဟာထွက်ပြီးပြေးတော့လေသူ့မြင်းကိစ္စမပြီးသေးလို့ငွေမရှိလို့မပြေးနိုင်ဘူးဘယ်နည်းနဲ့မဆိုမြင်းပွဲပြီးအောင်တော့စောက်ရအောင်မယ်ဒီအတော်အတွင်းမှာအလောင်းကိုလည်းဖျောက်ပြက်ပြေးရမယ်မတ်စိန်နေရာမှာလည်းလူစားထိုးရမယ်ဖွားမေကလည်းသူ့လူဖြစ်လေတော့လူစားထိုးဖို့အလုပ်ကများများကြီးမခဲရင်လှဘူးအလောင်းကိုတော့တဆေ6တက်တယ်ဆိုတော့အုပ်စရက်အပြက်ကြီးမှာခဏဝတ်ထားပြီးလူမရိပ်မိအောင်တဖြည်းဖြည်းဖိုးကျင်ထိုးပြီးဖျောက်ပြက်ပစ်လိုက်ရင်ကောဗျာမဖြစ်နိုင်ဘူးလားဖြစ်တော့ဖြစ်နိုင်ပါရဲ့ဗျာနို့ပင်ပဲဖြစ်နိုင်မယ်မထင်ပါဘူးခင်ဗျာဟုတ်နိုင်မယ်မဟုတ်နိုင်ဘူးဆိုတာကတော့အသေးအချာသိရအောင်ညနေကျတော့ကျုပ်တို့တစ်ခုစမ်းကြည့်မယ်ပေါ့ဗျာဟုတ်ပြောပြီးနောက်ဦးဆန်ရှားသည်စကားဆက်လက်ရေးမပြောတော့ပဲထိုရွာဤလူနေအင်ဂျင်များကိုကြည်စမ်းလျက်တိတ်ဆိတ်စွာလမ်းလျှောက်နေခဲ့လေ၏ညနေဆောင်သည်နှင့်တပြိုင်နက်ကျွန်တော်တို့သည်ကာကာဆိုင်သို့ပြန်လာကြ၍ဦးဆန်ရှားသည်ကာကာကလားထံမှခွေးမလေးကိုဥပယ်တစ်မျိုးနှင့်ငှားရမ်းပြီးလျင်တန်ကြိုးဖြင့်ဆွဲလျက်ကိုကြညွန့်တို့နေထိုင်ရာအိမ်ဘက်သို့လျှောက်လာကြလေ၏
ဥရောပတိုက်သားများနေထိုင်ပြီးတကယ်သို့ဗန်းချံဥယျာဉ်မှစ၍လှပတင့်တယ်စွာစိုက်ပျိုးပြုစု၍ထားသဖြင့်ခန္ဓာတိုင်းမြိုက်စွာရှိသောဘိုးအိမ်ကြီးအနီးသို့ရောက်လာကြလျင်ကိုင်ကိုသိမ့်ပါဒီဟာကိုကြာညွန့်တို့ရဲ့အိမ်ပဲပြောညနေတိုင်းရင်မတ်စိန်ကမော်တော်ကားနဲ့လေညင်းကန်ထွက်တတ်တယ်လို့ကြုတ်ကြားတယ်တကယ်လို့ကားနဲ့ထွက်လာလို့ရှိရင်ခမည်းကကားမောင်းသမားကိုခဏလောက်ရပ်ပြီးမေးစရာစကားတစ်ခွန်းနှစ်ခွန်းကိုကြံဖန်ပြီးမေးပြီတော့ကျုပ်ကခွေးနဲ့ဟော်ဒီတစ်ပင်ကကွဲပြီးစောင့်နေမယ်ဟုပြောပြီးလျင်ဦးဆန်ရှားသည်ဝင်ပေါအနီး၌ပေါက်ရောက်လျက်ရှိသောမကြီးပင်ကြီးမှကွဲလျက်ခွေးနှင့်စောင့်နေရာကျွန်တော်မှဝင်ပေါအနီးတွင်ဝင်းထရံကိုမိလျက်စလိတ်တောက်ကစောင်းဆိုင်ရနေလေ၏ကျွန်တော်တို့စောင်းဆိုင်နေချိန်15မိနစ်ခန့်ရှိတဲ့တပြိုင်နက်ပေါ်ပေါ်ဟူသောကားတန်ကြားသဖြင့်ကြည့်လိုက်ရာအိမ်ဝင်းအတွင်းမှကားတစ်စီးသည်ဝင်ပေါရှိရာသို့မောင်းနှင်လာနေသည်ကိုတွေ့ရှိရလေ၏ကားပေါ်၌ကကြောင်ကြားကြားနှင့်ပြောင်ပြောင်လက်ရှိသောအဝတ်စားများကိုဝတ်ဆင်လျက်ရုပ်ရည်တနာကမရှိသောတငယ်မတစ်ယောက်လိုက်ပါလာလျာရင်းနှင့်အတူရှင်လျက်မကြမ်းမှရှိနေသောလက္ခဏာနှင့်ဆောင်းကြီးခြုံကလိုက်ပါလာသူမှာမိမကြီးတစ်ယောက်နှင့်တရန်တူသည်ကိုတွေ့ရှိရလေ၏ရင်းတရန်မှာမျက်နှာကိုစောင်းဖြင့်ဖုံးရထားသည်ဖြစ်သောကြောင့်ကောင်းစွာမမြင်နိုင်တော့လဲအဝတ်စားကိုကြည်ခြင်းအပြင်မိမကြီးဟူ၍တွေးထင်ပွဲရာရှိပေသည်ကားသည်ဝင်းပေါသို့ဆက်ရောက်သည်နှင့်တပြိုင်နက်ကျွန်တော်သည်ဝင်းပေါအနီးလမ်းမပေါ်မှတဲ့ရက်လျက်လမ်းလျှောက်တုပ်ကိုဝင်ကာမော်တော်ကားမောင်းသမားအားလက်ပြ၍ကားကိုခဏရက်စီပြီးလျင်ကိုကြာညွန့်ရှိပါသလားဟုမေးမြန်းလိုက်ရာထိုအချိန်မှာပင်ဦးဆန်ရှားသည်ပုံအောင်နေရာမှရုတ်တရက်ထွက်လာ၍ခွေးမကလေးကိုလွှတ်လိုက်လေ၏ခွေးမကလေးသည်မိမိသခင်၏ကားကိုမြင်သဖြင့်ဝမ်းသာအားရအမိထောင်လျက်ပြေးလာပြီးလျင်ကားပေါ်ခုန်တက်ပြီးနောက်ဆောင်းချုံထားသောသူကိုခွေးတို့သဘာဝနမ်းရှုပ်ရာအနံ့ခံပြီးတင်တဲ့တပြိုင်နက်ရုတ်တရက်ဟိန်းဟောင်ပြီးလျင်စိတ်ဆိုးသောအမူအရာကိုပြလေ၏ဒိုကနာ၌ဆောင်းချုံလျက်ရှိသောသူကခတ်ထန်သောအတန်ဖြင့်ဟေးမောင်းလိုက်ကွယ်ဘာလို့နေတာလဲဟုမော်တော်ကားမောင်းသမားအားငောင်ငန်းကပြောလိုက်သည်တွင်ကားမောင်းသမားသည်ရုတ်တရက်ဆက်ကိုဖွင့်လိုက်သည်နှင့်ကျွန်တော်မှမထိခိုက်မိစေရန်တိမ်းရှောင်၍ပေးလိုက်ရလေ၏ဦးဆန်ရှားလည်းကားပေါ်မှခုံစင်းကြံရသောခွေးမလေးကိုချော့မော့၍ဖမ်းပြီးနောက်ဘယ်နဲ့ရှိသာကိုသိမ်းမခွေးကသခင်မှတ်လို့ကားပေါ်ပြေးတက်သွားတော့သူ့သခင်မမဟုတ်ပဲသစိမ်းဖြစ်နေလို့စိတ်ဆိုးသွားတာမြင်လိုက်တယ်မဟုတ်လားခွေးဆိုတဲ့အကောင်ဟာလူမားတယ်လို့ထုံးစံမရှိဘူးဗျနေစမ်းပါအောင်ဗျဦးဆန်ရှားရဲ့ကျွန်တော်ဖြင့်អော်လိုက်တဲ့အတန်ဟာမိန်းမတန်မဟုတ်ပဲယောက်ျားတန်လို့ကျွန်တော်ထင်နေတယ်အစ်စ်ပေါ်ကိုသိမ်းမကဲဒီတော့ကျုပ်တို့ဒီအမှုမှာဒီတစ်ထစ်တိုးသွားပြန်တာပေါ့ကဲထမင်းစားလာပြီဗျာဒေါ်လာကလေးဝယ်စားကြအောင်စို့ဒီကနေ့ညကြရင်လေဒီထက်ခီးရောက်ကောင်းပါလားဗျာဦးဆန်ရှားမှာတစုံတစ်ခုသောအမှု၌စုံတောက်ရလျင်အိမ်မှုစားမှုတွင်အလင်းဂယုမပြုသောလူတစ်ယောက်ဖြစ်လေရာဒိုနေ့ညစာမှာမဟွင်းကအနှဲငယ်နှင့်တင်းတိမ်ရောင်ရဲပြီးနောက်9နာရီအချိန်တွင်ကျွန်တော်တို့သည်ညာခင်းအချိန်ကရောက်ရှိခဲ့သောဝင်းတကားသို့တွားရောက်ကြပြန်လေသည်တကားအနီး၌ကကိုရန်ခင်းသည်စောင်းဆိုင်လျက်ရှိရာကျွန်တော်တို့ကိုမြင်သည်နှင့်တပြိုင်နက်ဦးဆန်ရှားပေးလိုက်တဲ့စာကိုရတယ်ခင်ဗျကိုကြာညွန့်လည်းဒီကနေ့ပဲရောက်မယ်လို့ကျွန်တော်ကြားပါတယ်အခုတော့ပြင်မရောက်သေးပါဘူးဗျာတုတ်တန်စရကဒီကဘလောက်ဝေးတယ်လဲမဝေးလာပါဘူးခင်ဗျကဲဒါဖြင့်လိုက်ပြစမ်းပါကျွန်တော်မလိုက်ပြသေးနဲ့ခင်ဗျကိုကြာညွန့်ရောက်လာချင်းမြင်းအကြောင်းမေးဖို့ကျွန်တော်ကိုခေါ်ပါလိမ့်မယ်သူခေါ်လို့မတွေ့ရင်အမတန်ဖတ်ဖတ်ဆက်ဆက်ပြောတယ်လူခင်ဗျကဲဒါဖြင့်ခင်ဗျလိုက်ပြရုံပြပြီးပြန်ပါတော့ဗျာကျုပ်တို့ဘာသာစုံစမ်းပါမယ်ကျွန်တော်တို့ဒီကိုရန်ကင်းနဲ့လိုက်ပါသွားကြ၍တုတ်တန်တို့ရောက်ကြသည့်အခါအလွန်တရာဟောင်းနှွမ်းဆွေးမြေ့လျက်ရှိပြီးအတုံးပြူဟန်မတူသောအုပ်စရက်ပြက်ကြီးတစ်ခုကိုတွေ့ကြရလေလျင်ကိုရန်ကင်းသည်လက်နှိပ်တမီထိုးလျက်ရှေ့မှဝင်သွားလေရာကျွန်တော်တို့လည်းနောက်မှလိုက်ကြရလေ၏ဇရက်အတွင်း၌ကတုတ်တင်ရှင်းလင်းခြင်းမရှိသည်ဖြစ်၍အမိုက်တိုင်းမှစ၍ပြင်တိုပြင်စာများသည်စုပုံလျက်ရှိသည်ကိုတွေ့မြင်ကြရလေ၏ခမည်းလူရိုးတွေတွေ့တယ်ဆိုတာဘယ်နာလဲပြသမ်းပါအောင်ဒီပြင်ပုံအောက်မှာတွေ့ပါတယ်ခင်ဗျာဟုပြော၍ပြင်များကိုလှဲ့လေရှာဖွေတော်လဲမတွေ့သည်နဲ့အံ့ဩလျက်ဟောဘယ်ရောက်ကုန်ပါလဲမရှိတော့ဘူးခင်ဗျာဟုပြောလေဒိုကဦးဆန်ရှာကဘယ်ရှိတော့မလဲခင်ဗျာတို့အိမ်ကတာလဖုတ်ထဲမှာပြာဖြစ်ကုန်ပြီကောတင်းញိုင်းကအယိုးကိုဖိုးထိုးလို့ဘာအကျိုးရှိမလဲခင်ဗျာဘာအကျိုးရှိတယ်မရှိဘူးဆိုတာကိုကျုပ်တို့စုံတောက်ဖို့ရှိတယ်မဟုတ်လားဗျာကိုင်းခင်ဗျာပြန်ခြင်းလဲပြန်ပါတော့ဒီကနေ့မနက်မိုးမလင်းခင်ဒီအမှုကိုကျုပ်တို့ပေါ်အောင်စုံတောက်ပြီးပြေးမပေါ့ကဲပြန်ပါတော့ဗျာကိုရန်ကင်းခင်ဗျာလက်နှိပ်တံပြီးတော့ထားခဲ့ဗျာကိုရန်ကင်းပြန်သွားပြီးသည့်နောက်ကျွန်တော်နဲ့ဦးဆန်ရှားတို့သည်ဇရက်ပြက်ကြီးမှထွက်လာပြီးလျင်ဦးဆန်ရှားသည်ပျက်စီးကြိုယွင်းလျက်ရှိသောအယိုးကူများကိုတစ်ခုပြီးတစ်ခုလက်နှိပ်တံပြီးဖြင့်တေချာစွာစုံစမ်းကြည့်ရှုလေ၏
နောက်ဆုံး၌အလွန်တရာယိုယွင်းပျက်စီးလျက်ရှိသောအုတ်ချက်တို့ပြိုကျနေသောအယိုးကူတစ်ခုသို့ဆိုက်ရောက်ကြလေလေဦးဆန်ရှားသည်ဓာမီနှင့်ထိုးကြည့်ပြီးနောက်စိတ်မကျေနပ်သည့်အမူအရာနှင့်အုတ်ခဲတို့ကိုဖယ်ရှားစုပုံထားသည်တွင်ခေါင်းတစ်ခုသည်ပေါ်၏လာလေ၏ဦးဆန်ရှား၏ညွှန်ကြားချက်အရကျွန်တော်သည်ရင်းခေါင်းကိုဦးဆန်ရှားနှင့်အတူဆွဲထုတ်ယူကြရာအပြင်သို့ပါလာသည်နှင့်တပြိုင်နက်ဦးဆန်ရှားသည်မောင်းချထားဖြင့်ကလန့်၏ဖွင့်လေ၏ထိုကဲ့သို့ဖြည်းဖြည်းချင်းဖွင့်သဖြင့်နောက်ဆုံးတန်တချောင်းပြုတ်သည်၌ဦးဆန်ရှားမှာအလွန်နားပါသည်ဖြစ်၍အဝေးမှခြေတံကြားသည့်အနေမျိုးလက်နှိပ်တံမီးကိုညှိမ့်ပြီးလျင်နားဆွင့်လျက်နေလေ၏ထိုအခါ၌အဝေးမှလျှောက်လာသောလူတစ်ယောက်၏ခြေတံကိုအမှန်ပင်ကြားရသည်ဖြစ်ပြီးခြေတံသည်လည်းတဖြည်းဖြည်းနီးရလာလေလျင်ကျွန်တော်တို့သည်အယိုးခုကိုကွယ်လျက်ဥကောင်းပြူ၍ကြည့်ကြသည်တွင်ကျွန်တော်တို့နှင့်တူရှုသောပြားကြီးပြာရာလျှောက်လာနေသောလူတစ်ယောက်ကိုမုံမုံမောမောရှိသောလာ၏အယောင်အောက်တွင်တွေ့မြင်ကြရလေ၏ထိုသူသည်မိမိ၏လက်၌လေးလံမာကျောဟန်လက္ခဏာရှိသောဒုတ်ကြီးတစ်ချောင်းကိုကိုင်လာလေရာအနီးသို့ရောက်လာသည်နှင့်တပြိုင်နက်လက်နှိပ်တံပြီးဖြင့်ကျွန်တော်တို့အားထိုးရကြည့်ပြီးနောက်ဟေးအကောင်လေးငါအဖိုးအယိုးအိုးကိုမင်းတို့ဘာလာလုပ်နေကြသလဲမင်းတို့ဘသူတွေလဲပြောစမ်းဟုပြော၍လက်မတုံးနှင့်ချင်းချောက်ကအနီးသို့တိုး၍လာလေရာဦးဆန်ရှားသည်အနှဲငယ်များတုံလို့သည့်အမူအရာမရှိပဲလက်ပိုက်ကရက်လျက်ကျုပ်လည်းမေးစရာတစ်ခုရှိတယ်ဗျာကိုကြာညွန့်ရဲ့ဟိုအခေါင်းတွေကဟာကဘသူလဲပြောပြစမ်းဟုပြောပြီးနောက်ခေါင်း၏အဖုံးကိုဖွင့်လိုက်ရာပုတ်တော်မြည်ဆဲဆဲရှိနေသောမိမတစ်ယောက်၏အလောင်းကိုတွေ့ရလေ၏အယိုးအိုးကအဟောင်းအလောင်းကအစ်စ်ခမည်းပြောတော့အဖိုးကြီးတဲ့အလောင်းကမိမငယ်ငယ်အလောင်းဘယ်နဲ့လဲကိုကြာညွန့်ဟုပြောလိုက်လျင်ကိုကြာညွန့်သည်ရုတ်တရက်နောက်သို့ဆုပ်၍အံ့အားသင့်လျက်ရှိနေပြီးနောက်ခမည်းဒီအကြောင်းကိုဘယ်နဲ့သိတယ်လဲခမည်းတို့နဲ့ပါဆိုင်တယ်လဲကျုံနာမည်ကမောင်ဆန်ရှားပါတဲ့ခမည်းကြားဖို့ပါလိမ့်မယ်ရာဇဝတ်မှုနဲ့ပတ်သက်တဲ့အမှုမှန်သမျှကျုပ်ဆိုင်တာကြီးပဲခမည်းလည်းရာဇဝတ်မှုမကင်းဘူးကိုကြာညွန့်သည်ဦးဆန်ရှား၏တည်ငြိမ်အေးဆေးစွာရှိသောအမူအရာကိုတခဏမျှအကဲခတ်ပြီးနောက်ရာဇဝတ်မှုမဟုတ်ရပါဘူးခမည်းထင်တော့ဖြင့်ထင်ခံစရာဖြစ်ပေတာပဲဒါပေမဲ့အမှန်တိုင်းကျွန်တော်အစ်စ်ခံပါမယ်ကျွန်တော်တတ်တာမဟုတ်ပါဘူးခမည်းကျုပ်လည်းဒီလိုမဟုတ်ပါစေနဲ့လို့စူတောင်းမိပါတယ်ဒါပေမဲ့ခမည်းရှင်းစရာရှိတာရှင်းလင်းပြီးပြောပြစမ်းပါအောင်လေဒါဖြင့်ကျွန်တော်အိမ်ကိုလိုက်ခဲ့ကြပါအောင်ခမည်းဟိုရောက်တော့ကျွန်တော်အကြောင်းစုံပြောပြပါမယ်ဗျာကိုကြာညွန့်၏အိမ်သို့ရောက်ကြလျင်ကိုကြာညွန့်သည်ကျွန်တော်တို့ကအေကန်းတွင်ထားခဲ့ပြီးနောက်အိမ်တွင်သို့ဝင်သွား၍ခဏမျှကြာသောမိန်းမတစ်ယောက်နှင့်ယောက်ျားတစ်ယောက်ကိုခေါ်၍ဝင်လာလေ၏မိန်းမဖြစ်သူမှာမော်တော်ကားပေါ်၌ညနေခင်းကတွေ့လိုက်ရသူပင်ဖြစ်လေရာယောက်ျားမှာပူပူပြက်ပြက်တေးသေးတွေ့အသက်30ကျော်ခန့်ရှိလေသည်ကိုကြာညွန့်သည်ထိုသူတို့ဦးတို့အားအကျိုးအကြောင်းဖွင့်ဟ၍ပြောခဲ့ပြီးသည့်လက္ခဏာမရှိပဲထိုသူတို့သည်ကျွန်တော်တို့ကိုမြင်လျင်အံ့အားသင့်လျက်နားမလည်နိုင်သောအမူအရာနှင့်ရှိနေကြလေသည်အားလုံးကလထိုင်များပေါ်တွင်ထိုင်ကြမိပြီးနောက်ဟောတာကကိုကျွယ်လေးနဲ့မဖွားမေလင်မရပါပဲခင်ဗျာမဖွားမေဆိုတာကတော့သူ့လင်နဲ့ကွဲပြီးကျွန်တော်နှမမတ်စိန်နဲ့အတူလာပြီးနေတာနှစ်ကျော်3နှစ်နီးပါးလောက်ရှိသွားပါပြီကျွန်တော်ပြောသမျှမယုံကြည်ခဲ့လို့ရှိရင်သူတို့ကပါမေးမြန်းကြည့်ဖို့ကျွန်တော်ခေါ်ခဲ့ခြင်းဖြစ်ပါတယ်ဘာလို့ဖွင့်ပြောရမှာလဲရှင်ကျွန်တော်တို့ဒီအမှုမှာဘာမှမပါပါဘူးဗျာနော်ဘာမှကျွန်တော်တို့တာဝန်မခံနိုင်ဘူးဗျကိုကြညောဆက်ဆုပ်သောမျက်နှာအမူအရာနဲ့ကြည့်ပြီးနောက်ကျုပ်တာဝန်နဲ့ကျုပ်ရှိပါသေးဗျာဂိုင်းဦးဆန်ရှာနားထောင်ပါခင်ဗျမန်နယ်တိုင်းကျွန်တော်ပြောပါမယ်ဦးဆန်ရှာဈေးတံကိုဈေးထည့်ရင်စိုးစမ်းပါတော့ဗျာဒီလောက်သိနေတဲ့လူတယောက်ကိုတော့ကျွန်တော်အဖြစ်ပြက်တွေစကားရှိရှိပြောနေဖို့မလိုဘူးမှတ်တယ်ခင်ဗျာအခုဒါဘီပွဲမှာကျွန်တော်မြင်းတကောင်ပြေးမယ်ဒီမြင်းနိုင်ရင်ကျွန်တော်ကော်မယ်မနိုင်ရင်တော့ဒုက္ခကြီးရောက်မယ်ဒီဟာတွေတီးပြီးဖြစ်မယ်ထင်ပါရဲ့ခင်ဗျာတီးပြီးပါပြီပဲဗျာကျွန်တော်ညမစီမှာမိကိုကက်ရက်ပြီးနေရတဲ့လူတယောက်ပါခင်ဗျာနမမှာအခုသူရှိတဲ့စီးစိမ်ဟာစင်စယ်အားဖြင့်သူပိုင်မဟုတ်ဘူးခင်ဗျာသူ့လင်ကမတ်စိန်တသက်တာလုံးသုံးဆွဲဖို့တေတန်းစာရေးထားခဲ့တယ်ခင်ဗျာကျွန်တော်မှာတော့ဟိုတုန်းကမိမွေးဖမွေတော်တော်ကလေးပဲရခဲ့တယ်ဒါပေမဲ့မြင်းလောင်းတာနဲ့မြင်းမွေးတာနဲ့ဘာနဲ့ညာနဲ့ကုံတလောက်ရှိတယ်ပြင်အကျွေးတွေကလည်းဝိုင်းဝိုင်းလဲနေပါရောခင်ဗျာဒီတော့ကျွန်တော်စိတ်ထဲမှာဘာကိုစိုးရင်လဲဆိုတော့ကျွန်တော်နှမသိရင်ဖြင့်ကျွန်တော်ကျွေးရှင်တွေကမုတ်ချအခုလို့မထားဘူးလူရောမြင်းရောအကုန်ဝရမ်းဖမ်းမှာပဲဆိုတာအမြဲပင်ပူပန်ပြီးနေတော့တာပဲပူပန်နေတဲ့အတိုင်းလဲကျွန်တော်နှမဟာလွန်ခဲ့တဲ့တောက်ကြနေကစုံပါရောခင်ဗျာဒီအကြောင်းကိုခင်ဗျာဘယ်သူမှမပြောဘူးလားပြောလို့လဲဘယ်နဲ့လုံးမလဲခင်ဗျာ
ပြောရင်အခုတင်ကကျွန်တော်ပြောတဲ့အတိုင်းကျွန်တော်ဝင်ရဖန်ခံရမှာပေါ့ဗျာဒီတော့ဘယ်နဲ့ကြံတလဲဆိုတော့မဖွားမိနဲ့ကွဲနေတဲ့ယောက်ျားကိုကျွယ်ကလေးကိုခေါ်ပြီးမိမလိုဝေပြီးကျွန်တော်နှမရောင်ဆောင်ကျွန်တော်နှမအခန်းကိုလည်းဘယ်သူမှဝင်လေဝင်ထားမရှိဖွားမိတယောက်ပဲဝင်တာဖြစ်လေတော့တခါကိုကျွယ်ကလေးကအေးမိရောင်ဆောင်ပြီးမော်တော်ကားနဲ့လူရောင်ပြလိုက်ရင်ပြီးတာကိုခင်ဗျာကျွန်တော်နှမသေးတာကနှလုံးသွေးပြတ်တဲ့ယောဂနဲ့သေးတာပါခင်ဗျာဒါတော့ဆရာဝန်တစ်ခုပါလေဆရာဝန်တွေအမျိုးမျိုးနဲ့ကုခဲ့ရလုံးလို့သူတို့ကတက်တည်ခံပါလိမ့်မယ်ခင်ဗျာ။ကဲခင်ဗျားလောက်ခဲ့ပုံပြောပြစမ်းပါအောင်ဗျာ။မက်ဆေ့အလောင်းကိုကျွန်တော်နဲ့ဒီလူကကိုကျွယ်ကလေးနဲ့တယ်လီဖုန်းထဲမှာခဏဝတ်ထားတော့ခွေးမလေးကအခြေပြတ်တာနဲ့သူ့ကိုသူများပေးပစ်လိုက်ရပါဦးခင်ဗျာ။နောက်တနေ့ကျမှကျွန်တော်တို့အဖိုးအယိုးပြတ်နေတာတရိရတာနဲ့မက်ဆေ့အလောင်းကိုညကတိတ်ရွှေအခေါင်းထဲကအယိုးတွေထုတ်မက်ဆေ့အလောင်းကိုထဲပြီးဂူထဲမှာပြန်ပြီးထားလိုက်တာပါပဲခင်ဗျာမကြံမကြံဟာတဲကြံစီတဲ့လူတယောက်ပါပဲကလားမျိုးသူများကိုတရားဟောဖို့တော့တဲပြီးလွဲတာပဲဥဆန်ရှာရဲ့ခင်ဗျာကိုယ်တိုင်ကျွန်တော်လိုကျင်းတဲ့ကြက်ထဲကြားလိုက်ရင်ကျွန်တော်လိုပဲမလုပ်ဘူးလို့ဘယ်သူပြောနိုင်လဲဗျာဒီတပွဲကိုရင်ဖြင့်အားလုံးအကျွေးတွေပြေးပြီးလူဖြစ်ကြောဟဲလို့အားခဲပြီးနေတော့ပြုံးဆိုနှမကဝင်ပြီးသေးတော့ကြံပြီးကြံရတာပေါ့ဥဆန်ရှာရဲ့ဒီတော့ကျွန်တော်ပြောခဲ့တဲ့အတိုင်းနှမအလောင်းကိုအဖိုးကြီးအယိုးအိုးမှာထဲပြီးအဖိုးအယိုးတွေကိုဟောဒီကကိုကျွယ်လေးဖိုးချင်းထိုးပြီးဖျောက်ပြက်ပစ်လိုက်တာပါပဲခင်ဗျာ။ကဲဒါပါပဲခင်ဗျာ။ကျွန်တော်တို့အကြံတော်လာပြီလို့ရဲ့အောက်မိခဲ့တာပါ။ခင်ဗျားကဘယ်ကများဘလို့သတင်းရပြီးပေါက်လာတယ်ဆိုတာပြောတတ်ပါဘူးဗျာ။ဒါနဲ့နေပါဦး။ခင်ဗျားကိုတကယ်လို့ကျွေးရှင်တွေကဝရမ်းဖမ်းစီကမဟုတ်ငွေတွေကလည်းလောင်းပြီးဖြစ်နေလေတော့နိုင်ရင်ခင်ဗျားရမှာပဲမဟုတ်ဘူးလား။ဘာလို့ဖို့ဒီလိုကက်ကတကြံစီနေရသေးလဲဗျဝရမ်းဖမ်းရင်လူကိုရင်ဖမ်းမှာမဟုတ်ဘူးဗျမြင်းကိုပါတိမ့်မှာဒီပေါ်မှာကျွေးရှင်ချစ်တီးကိုကျွန်တော်ကတခါကောင်းရိုက်ဖူးလေတော့ဒီတပွဲလဲပြေးပြရစီလို့တောင်းပန်လို့ရမယ်အကောင်မဟုတ်ဘူးဗျကဲဒီအမှုကတော့ကျွန်တော်နဲ့ပြီးနိုင်မယ်အမှုမဟုတ်ဘူးပလိတ်ကိုတိုင်ချက်ပေးရလိမ့်မယ်သူတို့ကျင်းတတ်အောင်ခမ ्या ကထုချေဖို့လိုတယ်ခမ ्या ပြုတ်ပုံတော်သည်မတော်သည်ဆိုတာကတော့ကျွန်တော်အလို့မဟုတ်ပေဘူးကဲကိုသိမ့်မောင်သွားလိုက်ကြအောင်ဆိုဗျာရင်းမှုနှင့်ပတ်သက်၍ကျွန်တော်တို့နောက်ထပ်ကြားသိရသည်မှာကိုကြညွန့်ဤမြင်းသည်ဒါဘီကပ်ပွဲ၌ဝင်းရသဖြင့်စုငွေအများအများရသည့်အပြင်ကိုကြညွန့်မှာငွေ900မျှကိုအလေး100မျှအယော်ရကြောင်းကျွေးရှင်များကလည်းကံအားလျော်စွာမြင်းပွဲပြီးသည့်တိုင်အောင်ဆိုင်းငံ့ကြကြောင်းကျွေးများပေးဆက်နိုင်သည့်ပြင်ရင်းနှီးဖို့ပင်ငွေပင်အတော်အတန်ကြံရစ်ကြောင်းမတ်စိန်တေဆုံးသည့်အမှုအတွက်မှမူကားဗလိန်များနှင့်တကွတရားသူကြီးကပါညာတာသည်ဖြစ်၍ဒေဆုံးသည့်အကြောင်းကိုမတိုင်တန်းသည့်အတွက်အပြစ်တင်စကားမျှသာပြောကြားပြီးလျှင်အမှုကိုပလက်လိုက်ကြောင်းများနှင့်ကြားသိရသောအခါကိုကြညွန့်မှာဇာတာအတော်ကောင်းသောသူတစ်ယောက်ဖြစ်ကြသည့်တကားဟုများစွာချီးမွမ်းမိလေတော့သည်ဆရာကြီးရွှေဦးတောင်ရေးသားထားသည့်စုံတော့ဦးဆန်ရှာပေါင်းချုပ်စာအုပ်ထဲမှာပြိုင်မင်းရှင်မောင်ကြညွန့်အမှုကိုဖတ်လို့ပြီးပါပြီအားလုံးပဲညပုံမြင် channel ကို follow and subscribe လုပ်ထားကြဖို့မမေ့ပါနဲ့နောက်ထပ်ပုံမြင်တွေမှာပြန်တွေ့ကြပါမယ်